မင်္ဂလာပါခင်ဗျာ Movies Knowledge ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Z စူးစမ်းခြင်းစိလွန်ကဲခြင်းရဲ့အကျိုးဆက်ကိုဖော်ပြထားတာပါလူသားတို့ရဲ့အသိပညာပေးမှုကိုဂျူသားတွေကအသုံးချပြီးလူသားမျိုးနွယ်ကိုပြန်လည်မျိုးသုံးစေခဲ့တဲ့ဝမ်းနည်းစရာစိတ်ပန်စင်ဇလန်တစ်ဖုတ်ထူပါတယ်1989ခုနှစ်မှာလူသားတွေဟာအာကာသထဲကို Voyager 1ဆိုတဲ့အာကာသယာဉ်လေးတစ်စင်းလွှတ်တင်ခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့စကြဝဠာထဲမှာတခြားအသိဉာဏ်ရှိတဲ့သက်ရှိတွေရှိရင်ငါတို့စီလာလေကြမှာဆိုပြီးကဘာမီတဲ့တီနီယာနဲ့လူသားတို့ရဲ့အချက်လက်တွေကိုသတင်းစကားပါဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကဘယ်သူမှမသိခဲ့တာကတော့ဒီစေတနာနဲ့ပေးလိုက်တဲ့ Pixar ဟာနောက်တစ်ချိန်မှာလူသားမျိုးနွယ်တစ်ခုလုံးကိုမျိုးတုံးစေမဲ့လမ်းပြမြေပုံဖြစ်လာလိမ့်မယ်ဆိုတာပါပဲဇလန်ကိုစစ်မြေပြင်တစ်ခုမှစောက်တင်ထားပါတယ် American စစ်တပ်စုဟာရန်သူတွေဝိုင်းထားတဲ့ကြားကနေအသေးအံတိုက်ခိုက်နေကြရပါတယ်တနက်ပံတွေဘုံတံတွေကြားမှာသူတို့အဖွဲ့ဟာတစ်ဖက်ရန်သူတွေကိုအပြတ်ရှင်းပြီးအစော့ဦးတစ်ခုပေါ်မှာနေရာယူလိုက်ပါတယ်ဒါပေမဲ့ရန်သူအင်အားကမထင်မှတ်ပဲထောင်နဲ့ချီပြီးရော့လာတဲ့အခါမှာတော့အဖွဲ့ခေါင်းဆောင်ကယ်လီကစုတ်ခွာဖို့အမိန့်ပေးလိုက်ရပါတော့တယ်။သူတို့တွေစုတ်ခွာနေတော့မှပဲကောင်းကင်ရံနဲ့တိမ်တွေကနေထူးဆန်းတဲ့အနီရောင်အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီအလင်းတန်းဟာရန်သူစစ်တပ်တစ်ခုလုံးကိုစက္ကန့်ပိုင်းအတွင်းပြာချွတ်ခွာအောင်တိုက်ခိုက်လိုက်ပြီးနောက်လက်စစ်တန်ပိုင်းလွင်းတွေနဲ့ American စစ်သားတွေကိုပါအာကာတိုယင်ကြီးဘုတ်ကိုဆွဲတင်သွားပါတော့တယ်။အချင်းအတန်ကြာတော့စစ်သားတွေဟာထူးဆန်းတဲ့အရည်တွေကြားထဲမှာနိုးလာကြပါတယ်။သူတို့ဟာယူရိုရှားဒါမှမဟုတ်တရုတ်တွေကဖမ်းဆီးလိုက်တာလို့ထင်နေကြတာပါဒါပေမဲ့ဆက်ပစ္စည်းတွေပေါ်ကစာသားတွေဟာကဘာပေါ်ကဘာသာစကားတစ်ခုမှမဟုတ်တာကိုတွေးလိုက်တဲ့အခါမှာတော့သူတို့တွေကြောက်လန့်သွားကြပါတယ်သူတို့လမ်းတစ်လျှောက်စူးစမ်းရင်းနဲ့မျက်နှာချက်ပေါ်မှာဇောက်ထိုးဆွဲထားတဲ့လူတွေအလောင်းတွေနဲ့ခေါင်းပြတ်နေတဲ့ခန္ဓာကိုယ်တွေကိုထိတ်လန့်တွေးလိုက်ရပါတယ်အဲ့ဒီမှာ Robbie ဆိုတဲ့အမျိုးသမီးတယောက်ကိုကယ်တင်နိုင်ခဲ့ပြီးမြင်သူတို့အဖွဲ့တွေက Gibbs ဟာဂျူသားရဲ့တိုက်ခိုက်မှုကြောင့်အသက်ပြောက်သွားခဲ့ပါတယ်သူတို့ဟာအာကာသယင်ကြီးထဲမှာပုံအောင်နေတဲ့ယူရိုရှားစစ်တပ်ဟောင်းအာညာတဲ့တွေ့ဆုံခဲ့ပါတယ်။အာညာကသူတို့မသိသေးတဲ့ကြောက်စရာကောင်းတဲ့အမှန်တရားကိုပြောပြပါတယ်။သူတို့နိုးလာတဲ့အချိန်ဟာသူတို့ဖမ်းဆီးခံခဲ့တဲ့အချိန်ကနေအနှစ်30ကျော်ကြာသွားခဲ့ပါပြီ။ဂျူသားတွေဟာ Voyager 1ကပေးလိုက်တဲ့မြေပုံတိုင်းကဘာကိုလာရောက်ကျူးကျော်ခဲ့တာပါ။ပိုပြီးဆိုတာကဂျူသားတွေဟာလူသားတွေရဲ့စစ်ပြူဟာတွေကိုလိုချင်တာကြောင့်ထိတ်တန်းစစ်သားတွေကိုဖမ်းဆီးပြီးသူတို့ရဲ့အုံနောက်တွေကိုစက်နဲ့ချိတ်ဆက်ကစစ်တိုက်သောနှီးတွေကိုခိုးယူခဲ့တာပါစစ်သားတွေမြင်ခဲ့တဲ့အိမ်မက်တွေဟာတကယ်တော့ဂျိုသားတွေကလူသားတွေရဲ့တိုက်ခိုက်ပုံကိုလေ့လာဖို့ဖန်တီးထားတဲ့ simulator တွေပဲဖြစ်ပါတယ်အဲ့ဒီလိုလူသားတွေရဲ့နီးပြူဟာတွေကိုအကုန်တိသွားတဲ့ဂျိုသားတွေဟာကဘာကိုရက်တပတ်တီအတွင်းမှာပဲအပိုင်သိမ်းဆိတ်ခဲ့တာဖြစ်ပါတယ်အခုတော့ဂျိုသားတွေဟာသူတို့ရဲ့မိခင်ဂျိုစီကိုအချက်ပြဖို့ပြင်ဆင်နေကြပါတယ်အဲ့ဒီလိုသာအချက်ပြနိုင်သွားရင်နောက်ထပ်ဂျိုသားအင်ဟာထုံတောင်းကြီးနဲ့ကဘာကိုထက်ရောက်လာတော့မှာပါဒါကိုတားဆီးဖို့အတွက်စစ်သားတွေဟာအသက်ကိုပဓာနာမထားပဲတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီတိုက်ပွဲမှာ Jax ဟာရန်သူကိုများခေါ်ရင်အသက်ပေးသွားခဲ့တယ်လို့ Roddy လည်းသူ့ရဲ့အဖွဲ့ဝင်တွေလွတ်မြောက်ဖို့အတွက်ဘုံနဲ့အတူဂျိုသားတွေကိုအသေးခံတိုက်ခိုက်သွားခဲ့ပါတယ်အာညာကလည်းသူမရဲ့သမီးဖြစ်တဲ့ Robbie ကိုကယ်တင်ရင်းရန်တရားကြီးကိုဖောက်ခွဲပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့အဖွဲ့ခေါင်းဆောင်ကယ်လီနဲ့ Nash တို့ဟာဂျိုသားခေါင်းဆောင်ကိုအနိုင်ယူပြီးအကျဉ်းသားတွေကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Nash ပါဒဏ်ရာပြင်းထန်စွာနဲ့တေဆုံးကြခဲ့ရပါတယ်။ကယ်လီနဲ့ Robbie နှစ်ယောက်သားအာကာသယင်ကြီးရဲ့အပြင်ဘက်ကိုထွက်လိုက်တဲ့အချိန်မှာတော့သူတို့မြင်တွေ့လိုက်ရတာကတာယာလှပတဲ့ကဘာကြီးမဟုတ်တော့ပါဘူး။မိကိုတွေနဲ့ပျက်စီးယူရင်းနေတဲ့ကဘာပြက်ကြီးပဲကြံတော့တာကိုပြောပြရင်းနဲ့ဇက်လန်းကိုအဆုံးသတ်ထားပါတယ်။ယခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦးအဆုံးထိကြည့်ရှုပေးကြတာအတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဗျအားလုံးလည်းအေးချမ်းသောဘဝမှာပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းကြရပါစေခင်ဗျာ